တရားဆွဲဆိုထားတယ်လို့သိရပါတယ်အဲ့တော့အမေရိကန်တန်တမန်ကအဲ့ဒီထိုင်းမျိုးသမီးကိုဘယ်လိုနည်းနဲ့ခေါ်ထားလဲတော့မသိဘူးသူ့ကိုတက်ဖြတ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အမေရိကန်တန်ယုံကလည်းသူ့ရဲ့ကိုရေးကိုရာကိစ္စဖြစ်တဲ့အတွက်ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့အဆိုပါထိုင်းမျိုးသမီးကိုတော့ကမာရွတ်တရားရုံးမှာဒါတရားစွဲဆိုမှုပြုလုပ်ထားတယ်လို့သိရပါတယ်ရုံးထုတ်ပြီပေါ့နော်အဲ့တော့ဒီအမေရိကန်အမျိုးသားကဦးခေါင်းနဲ့လက်ဘင်းတို့မှာဒဏ်ရာတွေရရှိပြီးတော့တည်ဆုံးသွားတယ်ပေါ့နော်ဓာတ်ဒဏ်ရာတွေရရှိပြီးတည်ဆုံးသွားတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီဇယ်နဲ့ဓာတ်မြေဩဇာ energy ကြိုတင်ဝင်ငွေကိုကင်းလွတ်ခွင့်တစ်လတိုးမြင့်လိုက်တယ်လို့သိရပါတယ်ရှေ့လေပိုင်းဒေတာပြိပခတွေကြောင့်ဒီဇယ်အသုံးပြုပြီးတော့မောင်းနှင်ရတဲ့မော်တော်ယာဉ်တွေအခြေခံစားသောက်ကုန်စည်စည်းနှုန်းတွေကိုထိန်းညှိပေးဖို့အတွက်ရိုးဒီဇယ်တင်သွင်းမှုအပေါ်ကောက်ခွန်အထူးကုန်စည်ခွန်ကုန်သွယ်လုပ်ငန်းခွန်နဲ့ကြိုတင်ကောက်ခံသောဝင်ငွေခွန်2%ကိုဇွန်လ30ရက်ထိကင်းလွတ်ခွင့်တိုးမြင့်လိုက်တယ်လို့ဗဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။နောက်သတင်းတစ်ပုဒ်ကတော့ကယားပြည်နယ်ဒီမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းကရွာတရွာမှာအကြမ်းဖက်တောင်းကျမ်းသူအချို့က RPG ဘုံသီးကိုဖြုတ်ကြည့်တဲ့အချိန်မှာထပ်ပြီးတော့ပောက်ကွဲပြီးတော့အကြမ်းဖက်သမား2ဦးသေဆုံးခဲ့ပါတယ်။ဒီအကြမ်းဖက်သမား2ဦးသေဆုံးတာနဲ့ပတ်သက်ပြီးတော့တချို့သောသတင်းတွေမှာတော့အမျိုးသား2ဦးသေဆုံးတယ်လို့ပဲပြောပါတယ်။ထွက်ပေါ်လာတဲ့သတင်းဓာတ်ပုံတွေကိုကြည့်တဲ့အချိန်မှာဒါကတာမန်ပြည်သူတွေရဲ့နေရာမဟုတ်ဘဲနဲ့အကြမ်းဖက်စခန်းတစ်ခုဖြစ်နေတာပါဒီမှာကွန်ပျူတာသုံးတာပေါ့နော်ကွန်ပျူတာတွေဆိုတာတာမန်ပြည်သူတွေဒီလိုဝါးတဲထိုးထားတဲ့အိမ်မှာကွန်ပျူတာတစ်လုံးသုံးမှုဆိုတာမလွယ်ဘူး power station တွေကွန်ပျူတာ system ဘုံတွေနဲ့စနစ်တကျဆင်ထားတဲ့ကွန်ပျူတာတွေသုံးစွဲနေတာတွေ့ရပါတယ်အခြားသော electronic device တွေအဲ့ဒီဓာတ်ပုံမှာမြင်တွေ့ရတာဖြစ်တဲ့အတွက်ဒါကတေချာပေါက်အကြမ်းဖက်စခန်းတစ်ခုအခုလိုမျိုးဖြစ်သွားတယ်လို့ပြောလို့ရပါတယ်နောက်သတင်းတစ်ပုဒ်ကတော့အရင်တော့မြန်မာနိုင်ငံမှာ ISP မြန်မာဆိုပြီးတော့အဖွဲ့တစ်ခုထောင်ထားတဲ့အဲ့ဒီအဖွဲ့ကဥဆောင်တဲ့ကိုမင်းစင်ဆိုတဲ့သူကိုတရုတ်ဆိုရကကုမင်းမြို့မှာဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်တရုတ်ဆိုရဘက်ကလည်းဒါကအမှန်ပဲလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူလင်ကျန်းကထုတ်ပြန်ပါတယ်အဲ့ဒီသတင်းနဲ့ထပ်တူပဲချို့သောမီဒီယာတွေမှာနိုင်ငံခြားမီဒီယာတွေမှာဘယ်လိုရေးသားထားလဲဆိုတော့ဦးမင်းစင်ကိုဒါစပိုင်လုပ်တယ်လို့တန်တရားရှိမှုနဲ့ဖန်ဆီးထားတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့နောက်ဆက်တွဲဒါနဲ့ပတ်သက်ပြီးတော့ဘာကြောင့်ဘယ်လိုဖြစ်တာလဲဆိုတာတော့ထုတ်ပြန်ထားခြင်းမရှိဘူးတရုတ်နိုင်ငံရဲ့လုံခြုံရေးကိုချိုးဖောက်မဲ့အန်ဒီယေကိုသူတို့တားဆီးတဲ့အနေနဲ့အခုလိုဖမ်းဆီးတယ်လို့ပြောတယ်ပေါ့နော်ကိုမင်းစင်ကမြန်မာနိုင်ငံဘွားဖြစ်ပါတယ်မြန်မာနိုင်ငံဘွားအမေရိကန်နိုင်ငံသားဖြစ်ပါတယ်အရင်တော့ကတော့ဦးသိန်းစိန်ဆွေရလက်ထက်ဒေါန်ဆန်းစုကြည်ဆွေရလက်ထက်မြန်မာပြည်တွင်းမှာနေထိုင်လိုက်အမေရိကန်သွားလိုက်ထိုင်းမှာနေလိုက်အဲ့လိုတွေလုပ်ပါတယ်အခုကဘလို့အကြောင်းကြောင့်နဲ့တရုတ်နိုင်ငံကိုရောက်ရှိသွားတယ်မသိဘူးတရုတ်မှာဖန်ဆီးခြင်းခံရတယ်ပေါ့ISP မြန်မာနာမည်နဲ့ပြည်တွင်းမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကိုဒီပြည်ပြေးမီဒီယာတွေကိုတောက်လျှောက်အင်တာဗျူးတွေပေးတယ်နော်ဝေဖန်မှုတွေလုပ်တဲ့သူတူလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတော့ဒါသူ့ကိုဖမ်းဆီးထားတယ်ပေါ့နော်အမေရိကန်ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးတော့သူတို့နိုင်ငံသားတူတရုတ်မှာဖမ်းဆီးခံရတယ်ဆိုတာသူတို့အနေနဲ့သိရှိထားပြီးဖြစ်ပေမဲ့လည်းသူတို့တန်ရေးတမန်ရေးရဘယ်လိုတွေဆက်လုပ်မလဲဆိုတာကိုတော့တိတိကျကျထုတ်ပြောတာမရှိပါဘူးနောက်ထပ်ဆက်သတင်းတစ်ပုဒ်အရာပြောရမှာဆိုရင်ကျွန်တော်တို့ကသတင်းပဲရထားသေးတယ်ပေါ့နော်အစိုးရထုတ်ပြန်ထားတာမဟုတ်ဘူးအတိမပြုတ်နိုင်သေးတဲ့သတင်းအရာမြန်မာလေစိတ်ပေါ့ရန်ကုန်လေစိတ်ဖြစ်ဖို့များပါတယ်ဒါဘယ်လေစိတ်လဲတော့ကျွန်တော်လည်းမသိဘူးရန်ကုန်လေစိတ်ဖြစ်ဖို့များပါတယ်အဲ့ဒီမှာအမေရိကန်နိုင်ငံကဒီအမေရိကန်စစ်တပ်ကမရိန်းတပ်သားဟောင်းတူဖမ်းဆီးခံထားရတယ်လို့ပြောပါတယ်ဖမ်းဆီးခံလိုက်ရတယ်လို့ပြောပါတယ်ဒီလူကအစောပိုင်းမှာအသွင်ယူထားတဲ့ပုံစံမျိုးနဲ့နေထိုင်နေတယ်လို့လည်းသတင်းတွေရကျွန်တော်သိရပါတယ်မြန်မာပြည်မှာဖြစ်နေတဲ့နိုင်ငံရေးဖြစ်စဉ်တွေအပေါ်ကိုစာအုပ်ရေးသားတာတွေထုတ်ဝေတာတွေလုပ်တဲ့အပြင်အမေရိကန်အစိုးရနဲ့ကြားထဲမှာလည်းအဲ့လိုပြောဆိုတာတွေရှိတယ်လို့သိရပါတယ်အဲ့ဒီလူကိုလည်းဖမ်းဆီးထားတယ်လို့သိရပေမဲ့ကျွန်တော်တို့မေးမြန်းပေမဲ့လက်ရှိချိန်မှာတော့ဒါပြန်လေဖြေကြားခြင်းမရှိသေးဘူးပေါ့နော်ဒီလူဖမ်းဆီးထားတာဟုတ်လားမဟုတ်လားပေါ့နော်အဲ့ဒီအမေရိကန်နိုင်ငံသားရဲ့နာမည်ကတော့အာဒန်ကက်စတယ်လိုလို့နာမည်ရပါတယ်ဒါပေမဲ့လည်းဒီသတင်းမှန်ဆိုတာတော့ကျွန်တော်တို့တိကျကြီးအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးခင်ဗျာနောက်သတင်းတစ်ပုဒ်ကကျွန်တော်တို့ဟဲဟိုးကမြို့အထွေထွေအုပ်ချုပ်မှုရုံးမှာလုပ်တဲ့သူဟဲဟိုးအုပ်ချုပ်မှုရဲ့အမျိုးသမီးမွေးနေ့မှာဗဒီကိတ်ပေးတယ်ပေါ့နော်ဗဒီကိတ်ပေးတဲ့အချိန်မှာငွေကြေးအမြောက်များထည့်သွင်းပြီးတော့ဗဒီကိတ်ပေးတဲ့ကိစ္စကလူမှုကွန်ရက်မှာအများအပြားဒါသတင်းတွေထွက်ပေါ်နေပါတယ်အဲ့တော့ရေပန်းစားနေတယ်ပေါ့နော်မြို့အုပ်ချုပ်မြို့ခွဲအုပ်ချုပ်မှုနော်ဟဲဟိုးကကလောမြို့နယ်ရဲ့အောက်မှာပါတဲ့မြို့ခွဲအုပ်ချုပ်မှုမြို့ခွဲအုပ်ချုပ်မှုတယောက်ကသူ့ရဲ့အမျိုးသမီးကိုအခုလိုမျိုးငွေကြေးအမြောက်များနဲ့ဗဒီကိတ်တွေထည့်ပြီးတော့လူမှုကွန်ရက်ပေါ်တင်တယ်ပေါ့နော်အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းကပြင်ဦးလွင်မှာလည်းဒီလိုဖြစ်စဉ်မျိုးဖြစ်ခဲ့ပူပါတယ်နော်ဒီလိုဖြစ်စဉ်မျိုးဖြစ်ခဲ့ပူတယ်အဲ့ဒါကဒီနေပြောင်းလို့ပေါ့နေပြောင်းလို့ဒီနှုတ်ဆက်ပွဲလုပ်တဲ့ချိန်မှာငွေကြေးတွေ
ကျဲပြီးတော့ပျော်ပွဲရှင်ပွဲကျင်းပတာပေါ့နော်အဲ့လိုလောက်တာနဲ့ပတ်သက်ပြီးတော့လေလူမှုကွန်ရက်မှာပြောဆိုတာတွေတော်တော်လေးရှိခဲ့တယ်အဲ့တော့ဒီမတိုင်ခင်လေးမှဖြစ်ထားတဲ့ကိစ္စကိုဒီနောက်မှာတခါဒီလိုထက်လုပ်တယ်အဲ့တော့ကိုယ့်ရဲ့အမျိုးသမီးကိုတန်ဖိုးထားလို့လုပ်တယ်ဆိုတာတော့ဒါကတော့မပြောလို့ဘူးဒါပေမဲ့ငွေကျပ်အဖြစ်သိန်း100ဝန်းကျင်လောက်ရှိတယ်ပေါ့နော်လူမှုကွယ်ပေါ်မှာရေးသားနေတဲ့အတိုင်းပြောတာနော်သိန်း100ဝန်းကျင်လောက်ရှိတယ်တော့ဒီလောက်များပြားတဲ့ငွေပမာဏကြတော့အများပြည်သူရဲ့အမြင်မှာကြတော့ဟာဒီလောက်ကြီးတောင်လားဘလို့တောင်လဲဆိုတော့မေးခွန်းနေဘာပဲဖြစ်နိုင်ငံဝန်ထမ်းတယောက်ပြုမှုလှုပ်ရှားတဲ့အရာအကုန်လုံးကအစိုးရပေါ်မှာတက်ရောက်မှုရှိပါတယ်အစိုးရကလည်းအယုံကြည်အကြည်ညိုကင်းမဲ့စီပါတယ်ဒီလိုလုပ်ရက်တွေကအဲ့တော့ကိုယ့်တန်မိုးထားလို့ငကိုတွေကပင်ကိုထီပေါက်ပြီးတော့ချမ်းသာလို့ဗဒေသဝင်ပေါက်ပြီးချမ်းသာနေလို့ကိုယ့်မျိုးသမီးကိုတန်မိုးထားတယ်ဆိုလို့ရှိရင်လေကိုနိုင်ငံတာဝန်ထမ်းဆောင်နေရတာဖြစ်တဲ့အတွက်တူတိတ်တိတ်လေးနဲ့လုံးတင်ပါတယ်သူတို့ပြောတာမဟုတ်ဘူးမဆိုပေါ့နော်သူတိတ်လေးနဲ့ကိုအမျိုးသမီးကို surprise လုပ်တာပေါ့နော်ဒါဒီလိုလေးလုပ်တာကောင်းပါတယ်အဲ့တော့ဒီဘက်ခေတ်မှာကအဲ့လိုမျိုး surprise လုပ်တာတွေပျော်ပွဲရှင်ပွဲလုပ်တာတွေကငွေကြေးသိန်း100 200 iPhone တစ်လုံးဒီလိုမျိုးလုပ်တာထက်စားလို့ရှိရင်ပို့ပြီးတော့ရိုးရှင်းတဲ့ romantic ဆန်တဲ့အကိစ္စတွေလည်းလုပ်လို့ရရလေနော်ဒါပေမဲ့အခုလိုမျိုးငွေကြေးအမြောက်အများနဲ့ကြတော့ပြည်သူကြားထဲမှာဝေဖန်မှုတွေခံရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ဘာတွေထိခိုက်လဲဆိုတော့လက်ရှိတာဝန်ယူထားတဲ့အစိုးရကိုပဲထိခိုက်ပြောဆိုထားတွေလုပ်လာမှာပေါ့နော်အဲ့ဒီအတွက်လည်းနောက်ထပ်နိုင်ငံဝန်ထမ်းတွေကိုလည်းတတိပေးရရောက်ပါတယ်ကျွန်တော်တို့ပြောထားတာဒါအကောင့်နဲ့တတိပေးတာဖြစ်ပါတယ်နောက်တော့သတင်းတစ်ပုဒ်ကကျွန်တော်တို့ဒီကမ္ဘာဖလားပြိုင်ပွဲကျင်းပပြီပေါ့နော်ပြီးခဲ့တဲ့ညကဆောင်းမင်ဥဆောင်တဲ့တောင်ကိုရီးယားနဲ့ Czech Republic တို့ကန်ခဲ့တယ်တောင်ကိုရီးယားကဂိုးပြတ်အနိုင်ရရှိခဲ့တယ်အဲ့တော့ဒီပွဲနှစ်ပွဲလုံးကိုဒါပြည်တွင်းမှာလည်းပြသတဲ့သူတွေလည်းပြသနေကြပြီပေါ့နော်ကမ္ဘာဖလားဖွင့်ပွဲလည်းကျင်းပပြီးတော့စတင်နေပြီလို့ပြောလို့ရတယ်ပေါ့နော်မြန်မာပြည်မှာလည်းဘောလုံးချစ်ပြည့်သက်တွေပေါ်တာပေါ့အဲ့တော့ဒါကိုမြန်မာနိုင်ငံမှာ TV 360နဲ့ Channel Plus တို့ကနေပြီးတော့ထုတ်လွှင့်မယ်ပေါ့နော်360ကတော့ main ထုတ်လွှင့်ခွင့်ရတဲ့ကုမ္ပဏီလို့သိရပါတယ် TV 360ကအဲ့တော့ဒါက Mytel ရဲ့လက်အောက်ခံလို့ကုမ္ပဏီပေါ့Mytel ရဲ့လက်အောက်ခံဆိုလို့ရှိရင်လည်း VNM မှာအခြေစိုက်တဲ့ Viatel ရဲ့ဒါလက်အောက်ခံကုမ္ပဏီခွဲတွေပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ဒီ Mytel ကတက်မတော်နဲ့နီးစပ်တယ်ဆိုပြီးတော့ Justice for Myanmar ကနေပြီးတော့ FIFA ကိုရှုတ်ချတယ်တဲ့ရှုတ်ချပေါ့အဲ့လိုရှုတ်ချကြီးဆိုလို့ရှိရင်အီရန်ပွဲပြိုင်ပွဲတွေအတွက်အီရန်ပြည်သက်တွေထောင်တောင်းမကလက်မှတ်တွေဝယ်ထားပြီးတော့မှအမေရိကန်ကကန်ဆယ်လုပ်လိုက်လို့နော်ကြီးခွင့်မရတဲ့အခြေအနေနောက်တစ်ချက်ဆိုမာလီကဒိုင်လူကြီးကိုအမေရိကန်ကပြည်ဝင်ခွင့်ပိတ်ပြီးတော့ဒီကမ္ဘာဖလားပြိုင်ပွဲမှာဒိုင်လုတ်ခွင့်မရတဲ့အခြေအနေတွေဒါလူမျိုးခွဲခြားခံရတာပဲနော်ဒါလူမျိုးခွဲခြားခံရတာပဲတကယ်လို့ဒါလူသားချင်းစာနာတယ်လူခွင့်ရေးကိုလေးစားလိုက်နာတယ်ဆိုလို့ရှိရင်ဒါတွေလည်းထောက်ပြရမှာပေါ့အမေရိကန်ကိုယ်တိုင်လည်းမှန်မနေဘူးပေါ့နော်အဲဒါကြောင့်မလို့အခုလိုမျိုးလုတ်တာတော့ဘာမှမထူးပါဘူးနော်အဲ့တော့တခါလေကြလို့ရှိရင်နိုင်ငံရေးတွေကအများတန်းအကျိုးစီးပွားနဲ့သက်ဆိုင်တယ်နော်နိုင်ငံတနိုင်ငံအနေနဲ့ဆိုလို့ရှိရင် national interest ပဲအမေရိကန်ကမြန်မာကိုစကားတစ်လုံးပြောပြီးဆိုလို့ရှိရင် national interest အတွက် American interest အတွက်ပဲเนาะဟိုမြန်မာအတွက်ကြိုးကြည့်ပြီးတော့မြန်မာပြည်သူမျက်နှာကြည့်ပြီးပြောတာဘာမှမရှိဘူးเนาะဒါကတကဘာလုံးမှာရှိနေတဲ့သူတို့ရဲ့ပင်ကိုစိတ်ထားပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာဒီ Justice for Myanmar ဆိုတဲ့အဖွဲ့ကလည်းပြည်တွင်းမှာဖြစ်နေတဲ့ကိစ္စတွေเนาะဖွာပြီးတော့ပြည်ပကိုထုတ်ဖော်တာတို့ကန့်ကွက်တာတို့လုပ်တယ်ပေါ့နော်သူတို့လုပ်ခဲ့တာအခုမှမဟုတ်ဘူးဟို NLD ဆိုရလက်ထက်ကလည်းတက်မတော်နဲ့ပတ်သက်တဲ့ဟာတစ်ခုတည်းကိုပဲနှံ့နှံ့ချွတ်ချွတ်လုပ်ခဲ့တာဖြစ်ပါတယ်အဲ့လိုလုပ်ခဲ့လို့လည်းတက်မတော်ကပြိုလဲသွားတာချိနေသွားတာမရှိပါဘူးเนาะသူနီးသူဟန်နဲ့ survive လုပ်နိုင်တယ်เนาะမြန်မာနိုင်ငံတစ်ခုလုံးအနေနဲ့လည်းအဲ့တိုင်းပဲเนาะသူနီးသူဟန်နဲ့ကတော့ဒီတိုင်းပဲဆက်သွားနေအောင်ပါပဲအဲ့တော့ဒီလိုမျိုးပေါ်ထုတ်ပြီးတော့ရှုတ်ချတာတွေကန့်ကွက်တာတွေတစ်ဖက်မှာသွားပြီးတော့တားဆီးတာတွေလုပ်တဲ့ကိစ္စတွေပေါ့နော်ဒါတွေကမြန်မာနိုင်ငံမှာအောင်မြင်မယ်လို့မယုံကြည်ပါဘူးနောက်တစ်ချက်ကဒီလိုမျိုးပေါ်ထုတ်ပြီးတော့တွေးခွဲတဲ့ကိစ္စတွေရှိပါသေးတယ်ဒီရက်ပိုင်းမှာဆိုလို့ရှိရင်ဒေါနာ TV လို့ထင်ပါတယ်အဲ့ဒီဟာနဲ့နောက်ထပ်ဘာမီဒီယာနာမည်နဲ့လည်းမသိအဲ့မီဒီယာတွေမှာတက်တွင်းမှာဖြစ်ပျက်နေတဲ့ကိစ္စတွေကိုပြင်ပကိုထုတ်ပြီးတော့ဘယ်အရာရှိရဲ့ဇနီးကဘယ်လိုမျိုးစိုးမိုးတယ်နော်ဘယ်လိုမျိုးချုပ်ကိုင်နဲ့ချဲလဲတယ်အနိုင်ကျင့်နဲ့နှိပ်စက်တယ်စသဖြင့်ဒီလိုပြောတယ်မြန်မာနိုင်ငံလုံးမှာလူကြီးတန်း90ကျော်ရှိတယ်ထားလိုက်ပါတော့54တန်းအဲ့တော့54တန်းမှာ54တန်းလုံး pure မဖြစ်နေဘူးအဲ့တော့တက်မတော်မှာထားလိုက်တော့အရင်9သိန်းရှိတယ်အဲ့9သိန်းမှာ9သိန်းလုံးကသူတော်စင်တော့ဖြစ်မနေဘူးနော်အဲ့ထဲမှာဆိုးတဲ့သူလည်းပါမှာပဲမိုက်တဲ့သူလည်းပါမှာပဲခိုးတဲ့သူလည်းပါမှာပဲရန်ကားတဲ့သူလည်းပါမှာပဲဒါပေမဲ့စီကန်းနဲ့ပြန်ထိန်းရတယ်တခါလေကြုံထွက်လာတဲ့ဟာတွေလည်းရှိမှာပဲဒါပေမဲ့အပြစ်ပြန်ပေးရမှာပဲ
အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းကတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်းဗာပြောခဲ့လဲဆိုတော့သူအချက်၃ချက်အရင်ပြောခဲ့တယ်လူမှုရေးကိစ္စရေငွေကြေးကိစ္စရေမူရေးစေးကိစ္စရေပေါ့ဒါနဲ့ပတ်သက်ပြီးတိခတ်ခွင့်လုံးမှာမဟုတ်ဘူးဆိုပြီးပြောခဲ့တယ်နောက်တစ်ချက်ထပ်ပြောတာရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့ဒီတက်မှာပေါ့တိုင်မှုရဲ့ဇနီးထားလိုက်ပေါ့ရရှိရဲ့ဇနီးကဒီတက်ကိုချေလေဘူးမဟုတ်ဘူးတက်ရမိခင်ဖခင်တပွဲစောက်ရှောက်ဖို့ဒီတက်ကြီးစီပင်တာယာဝါပြောဖို့အတွက်တာဝန်ရှိတယ်ဆိုပြီးတော့ဒါပြောတာတွေ့ရတယ်ဒါတကယ်လှုပ်တဲ့ကိစ္စပဲဒါသူ့အနေနဲ့သူလှုပ်သွားမှာပါပဲဒါပေမဲ့ဒါကိုအစိုးတစ်ခုအနေနဲ့အပုတ်ချတဲ့အနေနဲ့လူမှုကွန်ရက်မှာထုတ်ပြီးတော့ထုတ်ပြောတယ်ပေါ့တချို့တော့မိသားစုဝင်တွေလည်းအဲ့လိုရှိရပေါ့နော်ထုတ်ပြောခြင်းနဲ့စိတ်ရှိတဲ့သူလည်းရှိတာပေါ့ဒါပေမဲ့ကိုတက်ကိုပြန်မနှင်းနဲ့ပေါ့ကိုတက်ကိုပြန်မနှင်းနဲ့ဒါကကောင်းတဲ့အစင်လာတော့မဟုတ်ပါဘူးနောက်ပြီးတော့တက်မှနေပြီဆိုတဲ့ဟိုကလုံခြုံရေးတတိရှိရမှာကိုစီကကိစ္စတွေကိုပြင်ပကိုအဲ့လိုမျိုးဖောက်တယ်ချတာအိမ်တွင်းပြီးအိမ်ပြင်ထုတ်တာတွေကအဆင်ပြေတဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူးတကယ်လို့မကောင်းဘူးเนาะအဆင်မပြေဘူးဆိုလို့ရှိရင်အဆင့်လိမ့်ပူပြီးတော့တိုင်စာပို့လို့ရတယ်တိုင်စာပို့လို့ရပြီးလို့ရှိရင်သူကလည်းသူအဆင့်စစ်ဆေးပြီးအေးအေးယူမှာပါပဲအဲ့လိုမျိုးစစ်ဆေးပြီးအေးအေးယူလိုက်လို့เนาะအေးအေးယူခံလိုက်ရတဲ့သူတွေလည်းအများကြီးရှိတယ်တာတကကြီးလည်းအများကြီးရှိတယ်เนาะတချို့ဆိုရင်အချုပ်ထဲကတော့မထွက်ရတဲ့အခြေအနေပေါ့နော်တချို့ဆိုရင်တက်ပြင်ထွက်သွားတဲ့လူတွေရှိတယ်ပေါ့အဲ့တော့အဲ့ဒီကိစ္စတွေကဒီအပြင်မှာထွက်နေတဲ့ကိစ္စတချို့ကလန်ကျုပ်လည်းဖြစ်မှာပေါ့နော်ဒီတည်င်းအမှားဖြစ်အောင်တက်တွင်းစီလုံးညီညွတ်မှုပြိုကွဲတာဖြစ်အောင်လုပ်တာလဲဖြစ်ကောင်းဖြစ်မှာပေါ့နောက်တဲ့ဘုတ်ကတော့ချင်း PDF တွေကသူတို့လက်လွတ်လိုက်ရတဲ့တွန်းဆန်မျိုးကိုပြန်သိမ့်ပိုက်ဖို့အတွက်ချင်းလူငယ်တွေကိုအတင်းအဓမ္မခေါ်ဆောင်နေပါတယ်ချင်းလူငယ်တွေအနေနဲ့သူတို့ရဲ့အမျိုးသားရေးကိုကြည့်ပြီးတော့เนาะအတိတ်ကကိစ္စတွေသူတို့နဲ့မပြေလည်ခဲ့တဲ့ကိစ္စတွေအရင်တော့ချင်း PDF တွေကချင်းအချင်းချင်းနှိပ်စက်မှုတွေရှိခဲ့တာဟုတ်သူတို့မျိုးနွယ်စုချင်းနှိပ်စက်မှုတွေရှိခဲ့တဲ့ခါကျတော့အဲ့ဒီကိစ္စတွေကိုခဏဘေးဖယ်ထားပြီးတော့တွန်းဆန်မျိုးကိုပြန်လည်ရရှိဖို့အတွက်တိုက်ပွဲဝင်ပေးကြဖို့အတွက်ဖိတ်ခေါ်နေတာလည်းတွေ့ရပါတယ်ဒါပေမဲ့သိကြတယ်အဲ့ဒါဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ပါဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ဒီတရုတ်မယားလုပ်ဖို့အတွက်ကောင်မလေးတွေကိုရောင်းစားကြတယ်ဒီမှာကျွန်တော်လူမှုကွန်ရက်မှာအကောင့်တွေတွေ့တော့ကျွန်တော်လိုက်ကြည့်တော့တချို့ကမိဘကိုယ်တိုင်လိုက်ပို့ပေးတာရှိတယ်စိတ်မကောင်းစရာပါပဲကိုသားသမီးကိုဒီလိုမျိုးလုပ်ရက်တာပေါ့နော်စိတ်မကောင်းစရာမြင်ကွင်းတစ်ခုပါပဲဒီတရုတ်နဲ့အိမ်အောင်ပြုဖို့အတွက်ကျွန်တော်သိသလောက်တော့300ရတယ်လို့ပြောပါတယ်နောက်တစ်နှစ်မှာတော့တစ်လကို10သိန်းရတယ်လို့သူတို့ပြောပါတယ်အဲ့တော့အဲ့လိုမိဘတွေကိုယ်တိုင်ကပို့နေတာလည်းတွေ့ရတယ်ကောင်မလေးဆိုရင်ငယ်သေးတယ်တော်တော်လေးကိုငယ်သေးတယ်အဲ့ပြလို့ရှိရင်လည်းမြင်ရလောက်လာတော့မပြောတတ်ပေမဲ့ဒီမှာကြည့်လိုက်လို့ရှိရင်ကောင်မလေးရဲ့ဒီမှာမျက်နှာကိုမြင်ရမှာငယ်လေးပဲရှိသေးတယ်ပေါ့နော်တနာစရာကောင်းပါတယ်အစိုးရအနေနဲ့လည်းအရင်တော့ဒါနဲ့ပတ်သက်ပြီးအပြစ်ပေးရေးယူတာတွေဖန်ဆီးရေးယူတာတွေလုပ်တယ်ပေါ့နော်အဲ့တော့မိဘအနေနဲ့သားသမီးကိုဒီလိုရောင်းစားတယ်ဆိုလို့ရှိရင်လည်းဥပဒေကတော့လွတ်ကင်းမှာမဟုတ်ဘူးတေချာပေါက်ဒဏ်ခံရမှာဖြစ်ပါတယ်ပြစ်ဒဏ်ကြားခံရမှာဖြစ်ပါတယ်လူမှုကွန်ရက်မှာအဲ့လိုမျိုးခိုးထုတ်နေတဲ့ပွဲစားတွေလည်းရှိပါတယ်သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေအနေနဲ့ဒါမှမဟုတ်လို့ရှိရင်ရက်ကွက်ကြီးရအလိုက်မှာရှိတဲ့အုပ်ချုပ်ရေးမှုတွေအနေနဲ့ကိုယ့်စီမှာမူမမှန်တဲ့စီယုံမှုတွေမူမမှန်တဲ့လှုပ်ဆောင်မှုတွေအခုလိုမျိုးလှုပ်လာတယ်ဆိုလို့ရှိရင်ဒီတရုတ်မယားပြုလှုပ်ဖို့အတွက်ပေါ့နော်စူးစမ်းနေတာတွေ့လို့ရှိရင်ထိထိရောက်ရောက်အရေးယူပေးကြဖို့အတွက်အဲ့တော့ကျွန်တော်တို့အနေနဲ့မြေတားရခံပါတယ်အစိုးရကဒါကိုတည်ကြဖို့အရေးယူပါတယ်ဒလဘက်ချမ်းမှာဖြစ်ခဲ့တဲ့ကိစ္စပေါ့နော်ဒလလားတွန်တေးလားတော့မသိဒလထင်ပါတယ်အဲ့ဘက်ချမ်းမှာဖြစ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အစိုးရဘက်ကဒါထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့တာလည်းတွေ့ရမှာဖြစ်ပါတယ်ပွဲစားလည်းထောင်ဒဏ်ချတယ်တရုတ်နိုင်ငံသားစသဖြင့်အကုန်လုံးကိုဒါဖမ်းဆီးအရေးယူတာတွေ့ရပါတယ်နော်ကလေးတွေအရွယ်မရောက်သေးလို့ရှိရင်ပိုဆိုးပါတယ်ဒါဒီကလေးမလေးဆိုရင်ဒါအရွယ်တောင်မရောက်သေးဘူးလို့ခန့်မှန်းရပါတယ်နောက်သတင်းတစ်ပုဒ်ကကျွန်တော်တို့မနေ့ကသတင်းမှာကျွန်တော်ဖော်ပြခဲ့တဲ့လက်ပတန်းမှာရက်သား9ဦးတနက်နဲ့ပြစ်တက်ခံခဲ့ရတယ်ပေါ့နော်ဒီရက်သား9ဦးထဲမှာအားလုံးကဒါတက်ကြီးပိုင်းတွေပဲဖြစ်ပါတယ်50ကျော်အရွယ်တွေပေါ့နော်45နဲ့အငယ်ဆုံးကျန်တာ50ကျော်အရွယ်တွေပေါ့ဒီဒါပြစ်တက်တာနဲ့ပတ်သက်ပြီးတော့ပြည်ပြည်မီဒီယာတွေရဲ့ဖော်ပြမှုတွေမှာတနက်နဲ့ပြစ်တက်ခံခဲ့ရတယ်လို့ပဲပြောတယ်ဘယ်သူတွေတက်သွားတယ်လို့မပြောဘူးတေချာပေါက်ဒီလိုမျိုးလုတ်တက်တဲ့အချင်းရှိတာ PDF တွေပဲလုတ်တက်တယ်ပေါ့ PDF တွေတက်သွားတယ်ဆိုပြီးတော့ဘယ်တော့မှထုတ်ရေးတာမျိုးမတွေ့ဘူးအဲ့တော့အရင်တော့ဆိုလို့ရှိရင်ဘယ်နှလောင်းမြိုင်တက်လို့ဘယ်နှလောင်းမြိုင်တက်လို့အခု9လောင်းမြိုင်တက်တယ်လीတနေရာထဲမှာ9လောင်းမြိုင်တက်သွားတယ်ဒါနဲ့ပတ်သက်ပြီးတော့တောင်းယူမှုတောင်းခံမှုမရှိဘူးလားအဲ့တော့ဒီသက်ခံတွေရဲ့ပြောဆိုချက်အရာကတော့ဒီဘာနိုင်ငံရေးမှလည်းမဆိုင်မဲနဲ့တက်ကိုမှမကြည်နဲ့လို့တက်သွားတယ်ဆိုတဲ့သဘောမျိုးနဲ့ပြောပါတယ်အဲ့တော့မကြည်နဲ့လို့တက်လို့ရလားတာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလားเนาะအဲ့ဒီ9ယောက်ကိုလာတက်တဲ့အဖွဲ့က15ယောက်လောက်ရှိတယ်အဲ့ဒါ PDF မဟုတ်လို့ရှိရင်ဘယ်သူဖြစ်မှာလဲပေါ့เนาะဒါလည်းပြည်သူလူထုအမြင်ရှင်းအောင်ပဲကျွန်တော်ပြောပြတာဖြစ်ပါတယ်ဘယ်သူတော့အရေးယူပေးပါလို့ဘယ်သူမှလည်းတော့ပြောလို့မရဘူးအရေးယူမှလည်းမဟုတ်နောက်ထပ်သတင်းတစ်ပုဒ်ကပြီးခဲ့တဲ့တလလောက်ကပေါ့တလမပြည့်တပြည့်လောက်ကကျွန်တော်ရှမ်းပြည်ဘက်ကိုသွားပါတယ်ရှမ်းပြည်တောင်ပိုင်းဟောင်းမြောက်ပိုင်းရောက်ပါတယ်အဲ့တော့
ရှမ်းပြည်မြောက်ပိုင်းကိုလာရှိုးကိုသွားမယ်ဆိုလို့ရှိရင်ဟိုဘက်ချမ်းကနေပြီးခိုလံဘက်ချမ်းကနေပတ်ပြီးသွားကြရပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဘက်မှာတီဘောတရားပိတ်ထားတယ်ပေါ့နော်။အဲ့မှာလှေနဲ့ကူးလို့တော့ရတယ်။ဒါပေမဲ့ကားနဲ့သွားတဲ့သူတွေတော်တော်များကဒီလာရှိုးသွားမယ်ဆိုလို့ရှိရင်ဒီနက်လန်ဘက်ချမ်းကလည်းသွားလို့ရတယ်တော့ထင်တယ်။နောက်တစ်လန်ကတော့ဒီကြီးသီးဘက်ချမ်းကသွားရတယ်ပေါ့နော်။အဲ့တော့အဲ့လိုမျိုးသွားနေတာဖြစ်တဲ့အတွက်ကုန်ကြစည်ကဒီဘက်ချမ်းသွားရင်လည်းများတယ်။အဲ့တော့ဒီမှာလှေနဲ့ဆိုလို့ရှိရင်လည်းလှေကလည်းတော်တော်ဈေးကြီးတယ်ဆက်လီတစ်ခေါက်ကိုလူဘယ်လောက်ပါလဲတော့မပြောတတ်ဘူးပေါ့နော်ဆက်လီတစ်ခေါက်ကိုတဲ့3သိန်းခွဲလောက်ဘာမှမကြောက်ဘူးနော်နည်းနည်းလေးပဲဖြတ်ရတာ4-5မိနစ်လောက်ကြာတဲ့ခရီးကို3သိန်းခွဲလောက်တောင်းတယ်ပေါ့နော်တနေ့ကုန်နီးပါအဲ့ဆက်လီတွေကဆွဲနေတာဒါလှုပ်ရှားခွင့်တစ်ခုတသက်ဖြစ်နေတယ်ပေါ့နော်ဒါကိုဘယ်ဘက်ကဘယ်လိုအကြောင်းပြချက်နဲ့ပိတ်ထားလဲတော့မပြောတတ်ပေမဲ့ဒီမှာဒီကူလူဆက်သွယ်တဲ့အခြေအနေတရက်ကနည်းနည်းလေးကြန့်ကြာနေတဲ့အနေအထားရှိပါတယ်တကယ်လို့လုံခြုံရေးအကြောင်းပြချက်ကြီးကြီးမားမားမရှိဘူးဆိုလို့ရှိရင်တော့ဒီနေရာကနေပြီးတော့ဂိတ်တော့ထားလိုက်ပေါ့နော်ဖြတ်တန်းသွားလာခွင့်တော့ပေးသိနေလို့ထင်ပါတယ်ဒေသခံပြည်သူလူထုအတွက်ဖြစ်ပါတယ်နောက်တဲ့ဘက်ကတော့ online လိမ်လည်မှုတွေ online လောင်းစားမှုတွေကျူးလွန်ခဲ့တဲ့ရွှေကုတ်ကူနယ်မြေမှာရှိနေတဲ့တရားမဝင်အဆောက်အုံတွေနဲ့တရားမဝင်အဆောက်အုံတွေထပ်မံဖြိုချခဲ့ပါတယ်၄လုံးထပ်မံဖြိုချခဲ့တာဖြစ်ပြီးတော့ဖြိုချဖျက်ဆီးဖို့အတွက်22လုံးကြံသေးတယ်လို့ပြောပါတယ်နောက်တဲ့ဘက်ကတော့ဝရဒေတာကြီးအုတ်တွင်းမြို့နယ်မှာပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ညပိုင်းကအကြမ်းဖက် PDF ဖွဲ့တွေကကြေးရွာအုပ်ချုပ်ရေးမှူးဦးမောင်ထုခေါ်ဦးတူး59နှစ်ကိုနေအိမ်မှာလာရောက်တပ်ဖြတ်သွားပါတယ်တပ်ဖြတ်သွားတာကခုနကတော့ငါးလောင်းမြန်လူတက်မှုမှာတနတ်တွေနဲ့ပြတ်တက်သွားတယ်အကုန်ตีသွားတယ်ဒါตีသွားပြီနော်လုတ်ကျန်တပ်ဖြတ်သွားခဲ့ပြီလူတယောက်ကိုတက်တာဒီလောက်ဆိုရင်လုံးလောက်တတ်မရှိတော့ရင်ပြီးပြီလေနော်အခုကဒီဥမောင်တူကိုခေါင်းဖြတ်တက်သွားတာဘလို့ခံယူချက်မျိုးလဲနောက်ပြီးတော့ဘလို့စိတ်မျိုးနဲ့လောက်တာလဲတာမန်စိတ်နဲ့ဆိုလို့ရှိရင်လူတယောက်ကိုတက်ဖို့ဆိုလို့ရှိရင်တော့တော်တော်လေးလက်ရင်တွေမှာတနတ်နဲ့ပြတ်တက်ဖို့အဆင်ပြေမယ်အခုကရဲရဲဆက်ဆက်ခေါင်းကိုခုတ်ထစ်ဖြတ်ပြီးတတ်သွားတာဒါအကျန်းဖက်လုပ်ရမဟုတ်ဘူးလားတေချာပေါက်ဒါကတော့အကျန်းဖက်လုပ်ရတစ်ခုလို့ပြောလို့ရပါတယ်လက်ရှိချိန်ဒီဒါပြည်သူတွေအနေနဲ့မြင်သင့်ပါတယ်အဲ့တော့ဥမောင်တူကိုတတ်သွားတဲ့အပြင်သူ့နေမှာရှိနေတဲ့ရွှေတွေပစ္စည်းတွေငွေသားတွေလက်ကင်ဖုန်းတွေဆိုင်ကယ်တွေအကုန်လုံးကိုလည်းဒါဓမြတိုက်ယူဆောင်သွားပါတယ်စိတ်မကောင်းစရာပါပဲနောက်သတင်းတစ်ပုဒ်ကတော့ဖလန်းဒေသခံတွေဟာကားမှာယာယီနေရစွန့်ခွာခဲ့ရတယ်ပေါ့နော်သူတို့ဖလန်းမှာတိုက်ပွဲတွေဖြစ်လို့ဖလန်းမှာအကြမ်းဖက်တောင်းကျင်းသူတွေကြီးစိုးထားလို့ယာယီနေရစွန့်ခွာခဲ့တဲ့ဖလန်းဒေသခံတွေဖလန်းမြို့ကိုပြန်လဲဝင်ရောက်ခဲ့ပါပြီမနေ့ကတက်လာတဲ့သတင်းတစ်ပုဒ်ရဆိုရင်ဒေသခံပြည်သူတွေကိုအိမ်နောက်စုစီရင်ကောက်တာတွေမှတ်ပုံတွေကိစ္စတွေလိုင်းလံလှုပ်ဆောင်ပေးနေတာလည်းတွေ့ရပါတယ်ဘာဖြစ်အားလုံးပျော်ရွှင်ဝမ်းသာနေကြတာလေမင်္ဂလာတစ်ခုပါပဲနောက်သတင်းတစ်ပုဒ်ကတော့တောင်မတိုင်းစစ်ဌာနချုပ်ကိုPDF 23ဦးလက်နက်ခဲရအနေနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်ဒီကနေ့ဇွန်လ12ရက်နေ့မှာတောင်ပိုင်းနယ်စစ်ဌာနချုပ်မှာ PDF အမျိုးသား16ဦးအမျိုးသမီး9ဦးစုစုပေါင်း23ဦးတနက်8လက်နဲ့ခဲရအနေနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်တောင်ဝန်ရှိတဲ့သူတွေကသူတို့ကိုထောက်ပံ့ငွေတွေပေးအပ်ခဲ့တယ်လို့သိရပါတယ်ထောက်ပံ့ငွေတွေဆိုတာတနက်တွေပါလာလို့နော်အချို့ပေးတာတွေကတော့ကျွန်တော်မသိဘူးပေါ့နောက်သတင်းတွေဘုကတော့မကွေးခရိုင်အမှတ်1 PDF အချမ်းဖတ်တရင်ကသူတို့စီကနေပြီးတော့ထွက်ပြေးသွားတဲ့အလင်းဝင်သွားလားမပြောတတ်ဘူးဒါမှမဟုတ်လို့ရှိရင်လည်းအလင်းမဝင်မဲနဲ့ထွက်ပြေးသွားလားတော့မပြောတတ်ဘူး PDF ဖွဲ့ဝင်တွေကိုတက်ပြေးနဲ့တော်လန်ရေးတစ်စပေါက်အဖြစ်သတ်မှတ်ပြီးအမည်စင်းသွင်းထားတယ်တဲ့အဲ့ဒီအပြင်ကိုသူတို့အဲ့လောက်မကျေနပ်သေးဘူးအကုန်လုံးနာမည်ရယ်ဖေးနာမည်ရယ်နေထိုင်တဲ့ရွာတွေကိုကြီးညာပြီးတော့တင်လိုက်တယ်အဲ့နောက်တစ်ဖွဲ့သာတီးလို့ရှင်ဒီလူတွေကတက်ခံရမှာကိုနဲ့ထမင်းတုံးအိုးတဲ့တူတူစားလာတဲ့ရဲဘော်ရဲဘက်တွေသူမတိုက်ချင်လို့သွားရင်သူ့မှာလည်းအခွင့်အရေးရှိရမှာပေါ့လူတယောက်ကငါဒီလုပ်ကိုမလုပ်ချင်တော့ဘူးကွာဆိုရင်သူ့မှာအခွင့်အရေးရှိရမှာခုကအဲ့လိုမဟုတ်ဘူးနော်သူတို့နဲ့တူတူမရှိတော့ဘူးဆိုလို့ရှိရင်ဒီလူတွေကတော်လိုင်းရေးတစ်ဆက်ပေါက်ဖြစ်ရတယ်ပေါ့နော်အခုလူကဘယ်နှစ်ယောက်လဲဆိုတော့စုစုပေါင်း16ယောက်ဖြစ်ပါတယ်အမျိုးသမီး1ယောက်ပါဝင်ပါတယ်အမျိုးသားက18ယောက်ပါအဲ့ဒီလူတွေကိုတော်လိုင်းရေးတစ်ဆက်ပေါက်ဆိုပြီးတော့ပုံနဲ့တကွနော်နာမည်တွေနဲ့တကွအခုလိုမျိုးမမရန်ထုတ်ပြန်တယ်ပေါ့နော်တကယ်လို့ဟို PDF ဘက်ကပဲစဉ်းစားတာပါ PDF ချင်းချင်းပဲစဉ်းစားတာပါတငယ်ချင်းအချင်းချင်းရဲဘော်ရဲဘက်ချင်းချင်းဒီလိုလုပ်ရလားပေါ့နော်နောက်တဲ့နေ့ဘုတ်ကတော့ AA ရဲ့လက်အောက်မှာခရီးသွားသူမရှိဘဲနဲ့တမျိုးလုံး6ကတ်နေတဲ့တန်တွဲကအိမ်ချမ်းမြေတွေပြည်သူတွေစွန့်ခွာလာကြပြီအဲ့ဒီမှာနေတဲ့သူတွေလည်းဒါအစင်မပြေတော့ဘူးအစင်မပြေတော့ကြောက်သူတို့အဲ့မှာတန်တွဲမှာရှိနေတဲ့အိမ်ချမ်းမြေတွေကိုရောင်းချပြီးတော့တန်တွဲမြို့ကိုစွန့်ခွာတာတွေလှုပ်ဆောင်နေကြတယ်လို့သိရပါတယ်အဓိကကတော့အရင်တော့ခရီးသွားနဲ့လေပတ်တဲ့မြို့ပေါ့နော်ဒီမြို့ကခရီးသွားတွေနဲ့စီကားတဲ့မြို့အမြဲတစေငပလီကိုလာရောက်တဲ့သူတွေနဲ့ငပလီဆိုတာမြန်မာနိုင်ငံမှာလဲဈေးကြီးတဲ့ဟိုသွားလာမှုဈေးမြင့်မာတဲ့
နေရာဖြစ်ပါတယ်ငပလီလိုနေရာမျိုးလာတယ်ဆိုတာတာမန်လူတွေတော့မရောက်ဘူးပေါ့နော်အဲ့တော့ဘာဖြစ်အဲ့ဒီမှာနေထိုင်တဲ့ပြည်သူတွေကနှစ်ရှည်လာများတောက်ခံလာပြီးမဲ့လက်ရှိချိန်မှာတော့တန်တွဲမျိုးကိုစွန့်ခွာဖို့အတွက်ဒါမြေခွက်တွေရောင်းနေကြပြီလို့သိရပါတယ်နောက်သတင်းတစ်ပုဒ်ကရခိုင်ပတ်ဝန်းကျင်မှာနေထိုင်တဲ့ရခိုင်ပြည်နယ်ထဲမှာနေထိုင်တဲ့ကမ္ဘောဇဘဏ်အကောင့်တွေအသုံးပြုလို့မရဘူးဖြစ်နေတယ်ဆိုပြီးရခိုင်မီဒီယာတွေကရေးပါတယ်အေးထိန်းချုပ်ထားတဲ့ရခိုင်ပြည်နယ်ထဲမှာရှိနေတဲ့ကိုကမ္ဘောဇမိုဘိုင်းဘန်ကင်အကောင့်တွေအသုံးပြုလို့မရပဲဖြစ်နေတယ်လို့ပြောပါတယ်အဲ့တော့ကမ္ဘောဇဘက်ကတော့ဒါ system maintain လုပ်နေတယ်လို့တော့ကြေညာထားတယ်သူတို့ရည်ရွယ်ပြီးထုတ်ပြန်တာတော့မဟုတ်ပေမဲ့သူတို့ system maintaining လုပ်နေတာဖြစ်တဲ့အတွက်နည်းနည်းသုံးရတာခက်ခဲဖြစ်နေမယ်လို့တော့ပြောပေမဲ့လည်းသူတို့ဘက်မှာတော့ဒါသုံးလို့မရဘူးဖြစ်နေတယ်တချို့အကောင့်တွေပိတ်ခံရတယ်လို့ပြောတယ်ပေါ့နော်ဘာစိတ်ပူနေအဲ့ဒါမြန်မာငွေတွေလေခိုင်ငွေတွေအစတော့ထွန်းမြင့်နိုင်ပုံလေးတောင်ထုတ်သေးတာပဲအဲ့လိုမျိုးထုတ်ပြီးသုံးကြပါလားအစိုးရတရက်တောင်ဖန်တီးပြီးပြီပဲเนาะအာရခဗဟိုဘဏ်တို့เนาะအာရခပေးတို့ဒီလိုမျိုးတွေလုပ်ပြီးလုပ်ကြပါလားလုံနိုင်တယ်ဆိုရင်ပြောတာလေသွားပြီးအကူအညီတောင်းကြည့်လိုက်ပါလားအေးကိုငွေကြီးနဲ့ပတ်သက်ပြီးတော့ခက်ခဲဖြစ်နေတယ်ပတ်စံရိုက်ထုတ်ပါလားဆိုပြီးတော့လုံနိုင်မလားလို့ဒါကမြင်သာထင်သာတဲ့ကိစ္စဖြစ်ပါတယ်เนาะပြည်တွင်းမှာဒီလိုကိစ္စတွေကပြည်တော်စုနဲ့နေတယ်ဆိုတာမြင်သာထင်သာတဲ့ကိစ္စတွေဖြစ်ပါတယ်ချို့ကိစ္စတွေကစိတ်ကူးရင်တသက်နဲ့ပြီးမသွားပါဘူးနောက်သတင်းတစ်ပုဒ်ကတက္ကသိုလ်ဝင်စာမေးပွဲအောင်စင်ရင်တွေကြိုတင်ကြည့်ပြီးမယ်ဆိုပြီးတော့ငွေကြေးတောင်းခံတဲ့အလိမ်ညာတွေကိုတတိပြုဖို့အတွက်စာစစ်ဦးစီးဌာနကသူတို့ရဲ့ website မှာနှိုးဆော်ထုတ်ပြန်ထားပါတယ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စင်တွေမကြခင်ထွက်ပေါ်ရမယ်အဲ့ဒီမကြခင်ထွက်ပေါ်ရမယ်ကာလအတွင်းမှာမိဘပြည်သူတွေကျောင်းသားကျောင်းသူတွေမသိနားလည်ပြီးတော့မသိနားမလဲတဲ့သူတွေအနေနဲ့မတမာတဲ့သူတွေရဲ့လိမ်လည်လှည့်ပြားမှုတွေကိုအလိမ်မခံရစေဖို့အတွက်ကြိုတင်သတိပေးထုတ်ပြန်တာဖြစ်ပါတယ်မတမာတဲ့သူတွေကတော့ဒီစာမေးပွဲရလက်တွေကိုကြိုကြည့်ပြီးမှဆိုပြီးတော့ငွေကြေးတောင်းခံတာမျိုးတွေရှိတယ်ပေါ့နော်ကြိုပြီးကြည့်ပြီးမှဆိုတောင်းခံတာမျိုးတွေရှိတယ် online ပေါ်မှာပေါ့နော်အဲ့ဒါမျိုးတွေကိုလုံးဝမယုံကြည်ပါနဲ့တကယ်လုံးနေတာသိတယ်ဆိုလို့ရှိရင်လည်းသူတို့ဘက်ကအရေးယူသွားမှာဖြစ်ပါတယ်အချိန်တန်လို့ရှိရင်ထုတ်ပြန်ပြီးမှာဖြစ်ပါတယ်ကျွန်တော်တို့သိရတဲ့လောက်တရက်နှစ်ရက်အတွင်းဒါစာမေးပွဲအောင်စင်းတွေထွက်လာတော့မှာဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်55မိုင်ရွာနားမှာရှိတဲ့ကလေးတမှုကားလမ်းပေါ်ကတရားအမှတ်1/39ကိုPDF အကြမ်းဖက်ဖွဲ့တွေမိုင်းထောင်ဖောက်ခွဲဖျက်ဆီးလိုက်ပါတယ်။အဲ့တော့ဒီတရားကတန်ကူကွန်ကရစ်အမျိုးအစားဖြစ်ပြီးတော့အရှည်130အကျယ်24ပေရှိတဲ့တရားတစ်စင်းဖြစ်ပါတယ်။ဒီတရားကဒါရေလေတိုင်း2ခုပျက်စီးသွားတယ်။ရက်မနဲ့ကြမ်းကင်းတွေလက်ရန်တွေကျူးကျပျက်စီးဆုံးရှုံးသွားတယ်ပေါ့နော်။အဲ့အတွက်ပြည်သူဆုံးရှုံးတာပါပဲ။တရားတော်လန်ရေးတွေအခုချိန်ထိမပြီးသေးပါဘူး။အဲ့နောက်တစ်ခုကချောင်းဦးရေစကြိုလမ်းကြောင်းတစ်လျှောက်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနယ်မြေရှင်းလင်းတာပေါ့နော်။နယ်မြေရှင်းလင်းတဲ့အချိန်မှာချောင်းမြို့နယ်မင်းကောင်ရွာအရှိတ်မီတာ2000လောက်မှာဒီတောင်ကျန်းသူအဖွဲ့တွေပေါ့ PDF အကြမ်းဖက်သမားတွေခိုးအောင်ခဲ့တဲ့စခန်းတွေသိမ်းပိုက်ရရှိခဲ့ပါတယ်ဒီခိုးအောင်ခဲ့တဲ့စခန်းတွေကပုံမှန်လင်းလင်းပြောရင်တော့မထင်မှတ်စရာပဲเนาะ PDF ဆိုအစတော့တဲစုပ်လေးနဲ့လိုက်လွှင့်တဲ့နေရာနဲ့မတူဘူးเนาะလူမှုကွန်ရက်မှာလိုက်လွှင့်တဲ့နေရာနဲ့လုံးဝမတူဘူးတကယ်ကိုကြကြနာနာအောက်မှာအုတ်ဒီစီထားတယ်เนาะကွန်ကရစ်တေချာခင်းထားတယ်เนาะပြီးလို့ရှိရင်TV တွေပါတက်ထားတယ်ပြီးဆက်တော့ပေါက်တွေပါတယ်နဲ့သူတို့ရှိနေတဲ့အချိန်မှာတော့ Starlink တွေပါတယ်ရှိမှာပေါ့နော်မီးရလဲတောက်လျှောက်ရနေတယ်ဆိုလာစနစ်နဲ့ပေါ့နော် AACC ပဲအဲ့တော့ဘာလို့စစ်တိုက်တော့မှာတော့နော်တလက်ကင်ပြီးတော့သူတို့ AACC နေလို့လဲရတဲ့အခြေအနေဖြစ်ပါတယ်နောက်သတင်းတစ်ပုဒ်က AA ရပါပဲပြီးခဲ့တဲ့ဘက်ပိုင်းကနိုင်ငံတော်သမ္မတရဲ့အိန္ဒိယခီးစဉ်မှာသဘောတူလာခဲ့တဲ့ကလဒန်စီမံကိန်းကိုမြန်ပြီးစီးအောင်လုပ်ဖို့အတွက်ဒီသဘောတူညီမှုကိုသူတို့ဘက်ကဘလို့အတွေးနဲ့လည်းမသိဘူးစီမံကိန်းကိုပြီးစီးအောင်ကူညီမယ်လို့ပြောပါတယ်အဲ့စီမံကိန်းကိုပြီးစီးအောင်ဘလို့ကူညီမှာလဲဒီစီမံကိန်းဖြတ်တန်းတဲ့မြို့တွေဘလို့သူတို့ဘက်ကအာမခံပြီးမှလဲသူတို့ထိန်းချုပ်ထားတဲ့အချိန်မှာလဲအဲ့လိုမျိုးတွားလုပ်လို့ရမလားဆိုတဲ့ပုံစံမျိုးဒီထုတ်ပြန်ချက်ကနည်းနည်းတွေးဟာဖြစ်စီရတာဒါမှမဟုတ်လို့ရှိရင်လည်းအစိုးရနဲ့သူတို့ညှိနှိုင်းဆွေးနွေးမှုတွေလုပ်မလားဆိုတာလဲတွေးဟာဖြစ်